ဒီလိုစကုဒါနာစေယုံရန်ကုန်15ကြိမ်မြောက်မျက်စိလင်းအလှူတော့မျက်စိခွဲစိတ်ကုသမှုခံထားတဲ့ပုံကိုယ်တွေတလပြည့်၍ပြန်ပြီးတော့ကြည့်ပေးတာဖြစ်ပါတယ်ဆရာဝန်ကြီးများကပြန်ကြည့်ပေးတာဖြစ်ပါတယ်ဒီလိုစကုဒါနာစေယုံရန်ကုန်ဤ15ကြိမ်မြောက်မျက်စိလင်းအလှူတော့ကခွဲစိတ်ကုသမှုခံထားကြတဲ့ပုံကိုယ်များဖြစ်ပါတယ်တလပြည့်၍ပြန်ကြည့်ပေးတာဖြစ်ပါတယ်ဒီကနေ့2025ဒီဇင်ဘာလ14ရက်နေ့ဖြစ်ပါတယ်နိုဝင်ဘာလ17လပိုင်းတုန်းက17လပိုင်း13 14 15 16တုန်းကခွဲစိတ်ကုသမှုခံထားတဲ့ပုံကိုယ်ဖြစ်ပါတယ်ဒီခွဲစိတ်ကုသမှုတဲ့ပုံကိုယ်ကိုရစီထုကူဆရာဝန်ကြီးများကပြန်လည်ပြီးတော့စစ်ဆေးပေးနေတာဖြစ်ပါတယ်16ကြိမ်မြောက်မျက်စိလင်းအလူအတွက်လူနာသင်များကိုလည်းပဲဒီ Facebook စာမျက်နှာ TikTok စာမျက်နှာကနေပြီးတော့တုံ့ပြန်ယူရမယ့်ရဲ့ခွဲစိတ်ကုသမှုခံယူရမယ့်ရက်တွေကိုလည်းကြော်ညာပေးမှာဖြစ်ပါတယ်တချို့လည်းပြီးသွားလို့ပြန်ဝင်ကြပြီတချို့လည်းပဲလာနေတော့ရှိပါသေးတယ်14ကြိမ်မြောက်မျက်စိအလဲလူတို့ကလက်ချန်တွေကို15ကြိမ်မြောက်မှာခွဲပြီးတာဖြစ်ပါတယ်လူနာ200ကျော်ရှိပါတယ်200ကျော်ကိုစမ်းသပ်စစ်ဆေးလိုက်တဲ့အခါကျတော့199ဦးခွဲစိတ်လူနာထွက်လာပြီးတော့ကုသပေးတာဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်များတလပြည့်၍ပြန်ပြီးတော့စစ်ဆေးပေးတာဖြစ်ပါတယ်နောက်ကြိမ်တွေလည်းမျက်စိခွဲတဲ့ပုံကိုယ်တွေအဲ့ဒီလိုပဲတစ်ပတ်တစ်ကြိမ်တစ်လတစ်ကြိမ်အဲ့လိုပြန်ကြည့်ပေးတာဖြစ်ပါတယ်ဆရာဝန်ကြီးများကအားလုံးတီလူဆန်းလာပမာချမ်းမြတရားရှိကြပါစေ